မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလှကတော့မတ်စာချီမှလှူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်စေတနာရှင်မတ်စာချီလည်းကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်အန္တရာယ်ကင်းဘေးရှင်ပါစေစီးပွားလက်လာပါများလည်းပွင့်လန်းဝေစားကြပါစေအလုတ်ကံကြံစီများလည်းအောင်မြင်ကြပါစေမရှိစကားမကြားရပါစေနဲ့အလူရေဆက်လန်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလည်းဖြစ်ကြပါစေရှင်ရရှိပြီးသောစီစဉ်ယတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောင်ရှောက်ကြပါစေရှင်ယတနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတသေးဖြစ်ကြ၍အရင်ပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေကောင်းသောဂုဏ်သတင်းများနဲ့မှွေပြန်ကြော်စောပါစေရှင်ကကြီးသုံးပါပေရန်သူမျိုး၅ပါးပေနဲ့တကွာအတိုက်ခိုက်နှောက်ယှက်မျိုးသောဘေးရန်တို့မှလည်းကင်းဝေးကြပါစေလို့ကျမတို့ရွှေအောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ထမင်းကျွေးချိန်လေးပဲဖြစ်ပါတယ်ရှင်